ချန်ပီယံလိဂ်အုပ်စုပွဲစဉ်တွေအပြီးမှာကျွန်တော်တို့မန်စီးအသင်းကဒါအဆင့်1 to 8အတွင်းဝင်လို့နောက်တစ်ဆင့်ကိုကျွန်တော်လွတ်လွတ်ကျွတ်ကျွတ်တက်ရောက်သွားပြီဖြစ်ပါတယ်။အဲ့တော့ဒါဒီနေ့ညကန်ခဲ့တဲ့ဒီကလပ်တာစရီအသင်းနဲ့အုပ်စုနောက်ဆုံးပွဲစဉ်မှာဒါဒိုကူရဲ့2ဂိုးဖန်တီးမှုနဲ့ဟာလိုင်းရဲ့3ဂိုးဘလူးရှင်ချာကီရဲ့3ဂိုးလူစီဆိုရလက်နဲ့အနိုင်ရရှိပြီးတော့ကျွန်တော်တို့ဒါချန်ပီယံလိဂ်အုပ်စုနောက်တစ်ဆင့်ကိုလွတ်လွတ်ကျွတ်ကျွတ်နဲ့တက်ရောက်သွားပြီဖြစ်ပါတယ်။ကျွန်တော်မန်စီးအသင်းကခုနောက်အုပ်စုနောက်ဆုံးပွဲစဉ်မှာဒါပြောရမယ်ဆိုရင်ပထမပိုင်းမှာတော့တော်တော်ကောင်းခဲ့ပြီးတော့ဒါဒိုကူတို့ဘာလို့တန်ရာရပြီးတော့ဒီဖေးဖိုရန်ဘောဝန်လာပြီးနောက်ပိုင်းတော့ကစားခွက်ကဒုတိယပိုင်းမှာတော်တော်ကိုဒါပြောရမယ်ဆိုရင်ခွင့်ရည်တွေအများကြီးရတယ်ဖြုံးတီးခဲ့တယ်ဒုတိယပိုင်းမှာအခွင့်အရေးတွေတော်တော်များများကိုရခဲ့တယ်အများကြီးဖြုံးတီးခဲ့တာဖြစ်ပါတယ်မဟုတ်လို့ရှင်ဒီတဲ့ကိုပြတ်တဲ့အနိုင်ရရှိတော့မှာဖြစ်ပါတယ်ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့အုပ်စုနောက်ဆုံးပွဲစဉ်မှာဒါ1 to 8ဝင်လို့ဒီနောက်တစ်ဆင့်ကိုလွတ်လွတ်ကျွတ်ကျွတ်နဲ့တက်ရောက်သွားပြီဖြစ်ပါတယ် play off တွေပိုင်းကန်စရာမလိုဘဲနဲ့ကျွန်တော်မန်စီးတဲ့ချန်ပီယံလိဂ်ဒါနောက်တစ်ဆင့်ကိုတက်သွားပြီဖြစ်ပါတယ်ဗျာအဲ့တော့ကျေးဇူးတင်ပါတယ်